အားလုံးပဲဒီ vlog လေးကတော့ကျွန်တော်စင်ကူရောက်ခဲ့တုန်းက Cloud Forest ရဲ့အတွေ့အကြုံလေးကိုပြန်လည်ဝေမျှသွားမှာဖြစ်ပါတယ်။ဝင်ချင်းကျွန်တော်တို့ဒီ Jurassic Team နဲ့အတူကြီးမားတဲ့ရေတကွန်မှာကျွန်တော်တို့ Arise ချစ်သူတွေအကြိုက်တွေ့တဲ့ Philodendron တွေ Stacon Fund တွေ Anthurian တွေကို share လုံးဝကိုခင်းကျင်းပြီးတော့ဒါပြသထားတာတွေ့ရတယ်။ Mono Chrysan တွေဆိုလဲ3ပေ4ပေလောက်ကိုရှိမယ်ပေါ့နော်။တကယ်ကိုလှပါတယ်ခင်ဗျ။တော့လူလုတ်ရေတကုံဖြစ်ပြီးတော့ကျွန်တော်တို့တွားလို့ရတဲ့နေရာ14နေရာ15နေရာရှိရပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ ਨੇ တူလိုက်ကြည့်လိုက်ရအောင်အရင်ဆုံးတွေ့ရမှာတော့ကျွန်တော်တို့ fun အကြောင်းကိုပြောပြထားဒီ fun တွေက dinosaur ခေတ်ကတည်းကရှိခဲ့တယ်ဆိုပြီးတော့ဒီမှာတော့ရေးပြထားရပေါ့နော်တုံးအောင်တဘာဝအတိုင်းကိုကျွန်တော် greenhouse လုံးဝတကယ်ပုံစံကိုဖန်တီးထားတာတကယ်ကိုArise ချစ်သူတိုင်းလာရောက်ခေါက်လို့လာရောက်လေ့လာကြည့်တင်ပါတယ် Anthurian တွေဆိုလဲလုံးဝကိုပေါ့နော်အပါဝပုံစံအတိုင်းကိုရအောင်ကိုစိုက်ထားနိုင်တာကိုကျွန်တော်တို့တွေ့ရတယ်ဒီမှာဆိုလို့ရှိရင် fan တွေထဲမှာမှဟိုကျွန်တော်မွေရေကုန်ပုံစံမျိုးတွေလေအဲ့လိုမျိုး fan လေးတွေလည်းရှိရယ်ဒါကတော့ကျွန်တော်ပထမ6လမ်းပေါ့နော်6လမ်းမှာသူ့ရဲ့ဒီ Jurassic Park ဆိုင်ပုံနဲ့အတူပေါ့နော်ဘေးပတ်လေမှာမြင်တွေ့ရတဲ့ဒါမြင်ကွင်းမှာရေတပုံကတော့ဒီလူလောက်ရေတကုံဖြစ်ပြီးတော့တော်တော်ကြီးရပေါ့ကျွန်တော်နေရာစုစုပေါင်း3နေရာ3ဆင်းရှိတယ်အပေါ်တက်လို့ရတယ်လေရေတကုံကတော့အထဲထဲမှာကျွန်တော်တို့ဒီ pipeline နေနဲ့တွဲထားပြီးတော့ပေါ့သူ့ရဲ့ရေငွေ့အကုန်လုံးကိုဒီဘေးအပေါ်ကဖန်သားတွေနဲ့တော့ထိန်းထားတယ်ပြီးလို့ရှိရင်ရေရောလေရောလက်ပတ်မှုတစ်ခုကိုသူဒါတိဆောက်ထားပါပေါ့နော်နိုင်ရန်တွေကတော့ကျွန်တော်တို့ဒီရေငွေ့ထိန်းလို့ရတဲ့နံရံတွေလိုမျိုးကျွန်တော်ပြောရမယ်ဆို vertical စိုက်တဲ့ပုံစံမျိုးကိုဒီကောင်ကစိုက်ထားတာနောက်ပိုင်းမှာပေါ့နော်ဗီဒီယိုအထဲမှာသူတို့ဒီအပင်တွေဘလို့ဒီနံရံကိုကုတ်ထားတယ်လဲဆိုတာကိုကျွန်တော်ဒါပြပေးမယ်ဘလို့ဆရာကတော့ဒီအပြင်ကနေကြည့်လိုက်အကုန်လုံးအပြည့်ပေါ့နော်အကုန်လုံးဒီပတ်ဝန်းကျင်ကသူတို့လိုအပ်တဲ့ရေငွေ့ကိုတေချာပေးထားနိုင်တော့အပင်တွေအားလုံးကတကယ်ကိုတဘာဝဒီတောနဲ့ထဲမှာဖြစ်နေတဲ့ပုံစံအတိုင်းကိုရအောင်ဖြစ်ထွန်းနေကြပါပေါ့နော်အစုံပဲခမဘက်ဂိုနီးယားတွေလည်းရှိတယ်အလိုကေရှာတွေလည်းရှိတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘက်ဂိုနီးယားအစုံကိုသူကဒီအပင်ကြီးအောက်မှာပေါ့နော်ရေငွေ့ကောင်းကောင်းလေးနဲ့တေချာစိုက်ထားဆိုတော့တော်တော်ဖြစ်ထွန်းတယ်စိုက်တွေဆိုလဲတော်တော်ကြီးရယ်တချို့ဘက်ဂိုနီးယားတွေဆိုလက်တော်ဝါစာလောက်ကြီးရယ်ပေါ့နော်ဒီဘက်ဘေးနိုင်ငံမှာဆိုလို့ရှိရင် Anthurian တွေကျွန်တော်တို့ဒီပုံမှန်တော်ရုံစိုက်တဲ့လူနေနဲ့မရနိုင်တဲ့စိုက်မျိုးတွေကိုဒီမှာနိုင်ငံမှာဟိုလုံးဝဟိုကြာနာနာကတ်တွယ်ပြီးတော့ကျွန်တော်တောထဲမှာလည်းဒီပုံစံအတိုင်းပဲဒီ Anthurian မျိုးတွေကဖြစ်ထွန်းကြတာပေါ့နော်အဲ့အတိုင်းကိုရအောင်စိုက်ထားတာ Ferguson ဆိုတဲ့တစ်ချက်ကြည့်ပါဦးကျွန်တော်လက်တော်ထဲတောင်မှကြီးတယ်နဲလေးလက်တောင်စာနီးပါးလောက်ဒါထွားနေတာဆိုတော့သူတို့ဒီနိုင်ငံမှာလေရေတကုံကအမြဲတမ်းလဲပတ်နေတော့ရေငွေ့ကတောက်လျှောက်ရနေတာကျွန်တော် Anthurian Veggie King ဆိုလဲကိုနီ၎င်းပဲလုံးဝ4ပေလောက်ရှိမယ်ထင်တယ်ဒါတော့ဒီတဝက်မှာပေါ့နော်ကပ်ပြီးတော့ပေါက်နေတာဒီရေတကုံရဲ့တဝက်မှာပေါ့အခုကျွန်တော်ရှောက်လန်းကိုဘယ်ဘက်ကအတိုင်းကျွန်တော်တို့ပတ်လာပါပေါ့နော်ဒီမှာအစုံပဲအပင်တွေကတော့အပင်ကြီးအပင်သေးပေါ့နော်ဒီ Arise တွေရောနောက်ပြီးတခြားပန်းပွင့်တဲ့အပင်တွေရောစုံစိုက်ထားဒီဟာဆိုလဲကျွန်တော်တို့ Anthurian မျိုးပဲပေါ့နော်တော်တော်ကြီးပါတယ်တော်ဒိုင်းကြနေရပဲတော်မိုက်တယ်ခင်ဗျကျွန်တော်ကတော့လုံးဝမမေ့နိုင်တဲ့ဒါအမှတ်တရတစ်ခုပါပဲ Cloud Forest ကတော့ဟိုကဒါကတော့ဒီအလဲနားလောက်ရောက်လာပြီပေါ့နော်အလဲနားလောက်မှာပို့ပြီးတော့အပင်တွေပိုမြိုင်လာတယ်စုံပဲကျွန်တော်ဒီ Philodendron တွေရော Anthurian တွေရောတော်တော်များတယ်သူက dinosaur တွေပါဒါချိတ်ထားတာပေါ့ဒီအပင်ဆိုရင်ဘာပုံကြီးတဲ့တော့မသိဘူးပေါ့နော်တော်တော်ဆန်းတယ်မျိုးပါလေတော်တော်မိုက်ပါတယ်အောက်မှာ Glacier တွေဒီမှာလည်းထပ်ပြီးတော့ Verrucosan ကျွန်တော် Verrucosan ကိုမှຫນွယ်တက်နေတာပေါ့အပေါ်ကဒုတိယအဆင့်ကိုຫນွယ်တက်ပြီးတော့ပေါက်နေတာတော်တော်မိုက်တယ် Verrucosan ကိုဒီ site ရဖို့ဆိုတာကျွန်တော်တကယ်တော်လဲသွားမှာပဲရမှာပေါ့ဒီနေရာကကျွန်တော် dinosaur တွေကိုသူကဘာဝတဲ့ကအတိုင်းပေါ့နော်ဖန်ထားတဲ့ပုံစံမျိုးလေးကိုပြထားကလေးနဲ့လာရင်တော့ပို့ပြီးတော့မိုက်တယ်
ကျွန်တော်ရောက်တဲ့အချိန်ကလည်းဒီရေငွေ့ပေးတဲ့အချိန်နဲ့တိုက်ဆိုင်နေတော့အရန်ကိုလာတယ်ခင်ဗျအပင်တွေကဒါကတော့အပေါ်ကိုကျွန်တော်စတက်ပါတော့မယ်ဘေးဘက်ဒီမှာ fan တွေအစုံစိုက်ထားပါမိုက်တာတစ်ခုကဘာလဲဆိုတော့ तू ကအပင်တွေကသူ့အနေနဲ့ तू ဟိုရှုပ်ရှက်ခတ်နေပြီမဲ့လေကျွန်တော်တို့ဒီလူသွားတဲ့နေရာကိုလုံးဝအမိုက်တစ်ဆက်မရှိအောင်ကိုတက်တက်ရရက်ကိုထိန်းထားနိုင်တာတကယ်ကိုတော်တော်ချီးကျူးဖို့ကောင်းတယ်ပေါ့နော်အပင်တွေလောက်အများကြီးရှိနေပေမဲ့ဒီရှောင်းလန်းတစ်လျှောက်ပေါ့နော်အကုန်လုံးကသူ့အနေနဲ့ तू တက်တက်ရရက်လေးဖြစ်နေတယ်ရေငွေ့ပေးဆက်တွေကောပြီးတော့ဒီအပင်တွေစိုက်ထားတဲ့မြေရောအကုန်လုံးကသူ့နေရာနဲ့ तू တီတီကြကြတက်တက်ရရက်လေးကိုတေချာဖန်တီးထားတာအခုမြင်တွေ့ရတာဒါကျွန်တော်တို့မြောက်အမေရိကဘက်ကလာတဲ့ Red Chrysanthemum တို့မျိုးတွေပေါ့နော် Sahara တို့ဘာလို့မျိုးတွေရေငွေ့တော်တော်ကြိုက်တဲ့ချမ်းနိုင်မျိုးထဲမှာပါတယ်ဒါတော့မှသူစီမှာဖြစ်ထုံးဖို့ခက်တယ်ပေါ့ကောင်ကလုံးဝထပ်ပြီးတော့ကျွန်တော် display လုပ်ထားတာ dinosaur တွေကိုပေါ့ဒီစိုက်ထားတဲ့နေရာနဲ့ဟိုလိုက်အောင်ပေါ့တော်တော်လေးကိုတက်ရက်ပါတယ်အရာရာတိုင်းကဒီပင်ကြီးဆိုတဲ့တစ်ချက်ကြည့်ပါအောင်လူတရက်စာလောက်ကိုရှိတယ်ခင်ဗျကျွန်တော်အောက်ကနေလမ်းရိုက်ထားဒီမျိုးကိုလေအခုကျွန်တော်တို့အထဲရောက်ပြီပေါ့နော်အရင်ဆုံးအပေါ်ဆုံးတက်ကိုကျွန်တော်အရင်တက်သွားမယ်ပြီးတော့မှဖြည်းဖြည်းချင်းအလဲအစင်းကနေအောက်ကိုပြန်ဆင်းလာမယ်မြင်တွေ့ရတဲ့အတိုင်းပဲအပြင်ကစိုက်ထားတဲ့အပင်တွေကအထဲမှာသူတို့ကဒီလိုမျိုး vertical စိုက်တဲ့ပုံစံမျိုးညီမဲ့ပေါ့နော်ဒီရေငွေ့ကိုထိန်းထားနိုင်တဲ့မီဒီယာတွေကိုတုံးပြီးတော့ကျွန်တော်နန်းရံတွေကိုအေးအောင်အမြဲတမ်းရေရနေအောင်လုပ်ပေးထားတယ်အပေါ်ဆုံးတက်မှာကြောက်စိုက်ဒါမြင်တွေ့ရတဲ့စိုက်ခင်းပေါ့ပေါ်ကနေတွေ့လောင်းကြတဲ့အပင်မျိုးတွေကိုချိတ်ဆွဲစိုက်ထားတာလေးကသူ့ရဲ့ရည်ရွယ်ချက်ကတော့ကျွန်တော်တို့အောက်ကိုအရွက်တွေဆင်းနိုင်တဲ့လောက်ဆင်းအောင်ပေါ့နော်ရှည်အောင်စိုက်တဲ့ပုံစံမျိုးလေးကိုစိုက်ထားဖန်တီးထားပါanterior မျိုးကိုအတွင်းထဲမှာထည့်ပြီးတော့အရေးနောက်ကနေနောက်ခံ display အနေနဲ့ထားပြီးတော့ colocation အပင်ကြီးနဲ့ကိုရှေ့မှာပြထားပါတော့ contrast လုပ်ပြီးတော့ landscaping နဲ့တော့လာပါတယ်ပြီးလို့ရှိရင်ဒီဒါအပေါ်ကနေလမ်းပြီးတော့လမ်းမြင်နေရပေါ့ကျွန်တော်တခြားမျိုးတွေပန်းပွင့်တဲ့အပင်တွေပါရောပြီးတော့စိုက်ထားပေးတာဆိုတော့ဒါအရွက်ကြီးပဲမဟုတ်တော့အမြင်လေးတဲ့တစ်မျိုးဆန်းနေပေါ့အပင်တွေရောလေကုံအားရစရာတွေကြီးပဲအကုန်လုံးကလေသူတို့ကြီးကျင်တိုင်းကိုကြီးနေကြတာ philodendron တွေရော fern တွေရောဒီ anterior မျိုးတွေရောလေဒါကတော့အပေါ်ဆုံးကနေကျွန်တော်တို့အောက်ကိုမြင်တွေ့နေရတယ်မြင်ကွင်းလေးပါပေါ့နော်နည်းနည်းတော့ကြောချမ်းစရာတော့ကောင်းတယ်ပေါ့ဒါပေမဲ့လည်းတော်တော်လေးကိုလှပါတယ်ဒီဘက်ကနေနန်းရံကိုကျွန်တော်တစ်ချက်ရှိုးလိုက်ရအောင်ဒီဟာကတော့ကျွန်တော်အလဲတက်ကိုရောက်လာပြီပေါ့နော်အလဲတက်ကတော့တိတ်ပြီးတော့မမြင်တော့ဘူးသူအပေါ်ကနေကျွန်တော်လမ်းပြီးတော့ဒီဘက်ကနေလမ်းမြင်လို့ရတယ်ပေါ့ကြောက်ဆောင်ရင်ဒီရေတကုံပုံစံမျိုးကြီးလို့စိုက်ထားအောင်ဒီဘက်ကနေဒါ view အသစ်နဲ့မြင်တွေ့နိုင်တယ်ရေတကုံတစ်ခုလုံးအချိန်ပေးပြီးတော့လေဒေချာအရွက်တွေအားလုံးဒါဖုံးအောင်စိုက်ထားနိုင်တာဆိုတော့တကယ်ကိုခက်ခဲတဲ့အလုပ်တစ်ခုပါပဲလူတွေလည်းအဲ့တဲ့လေလာတာတော်တော်များတယ်ဒါတော့မှကျွန်တော်ခီးသွားရသည်မဟုတ်ဘူးပေါ့နော်ဒီဘက်ကလမ်းကြည့်လိုက်တယ်ဆိုလို့ရှိရင်ဒီဒိုင်နိုဆောတွေထဲမှာပြန်တဲ့ဒီအကောင်လေးတွေကလေဒီရေတကုံကိုပတ်ဝဲပြီးတော့ပြန်နေတဲ့တဘာဝပုံစံအထာလေးကိုဖန်တီးထားတာအပေါ်ကနေကျွန်တော်ခုနအပေါ်ဆုံးကနေရိုက်ခဲ့တဲ့နေရာအဲ့မှာပေါ့နော်အပေါ်ဆုံးကအဘက်ကနေကျွန်တော်အောက်ဆုံးလမ်းရိုက်ခဲ့တာပါအခုကျွန်တော်ရောက်နေတာတော့အလဲတက်ဖြစ်ပါတယ်ဒီရပြီးရင်တော့ကျွန်တော်တို့ဒီရေတကုံထဲကိုပြန်ဝင်တော့မယ်ပေါ့ရေတကုံထဲကိုပြန်ဝင်ပြီးရင်အောက်ကိုပြန်ဆင်းပါမယ်ပေါ်တဲ့နှစ်ထပ်ကတော့ဒီလောက်ပဲပေါ့ကျွန်တော်လမ်းမြင်ရတာအားတော့အောက်ထပ်ကိုဝင်တဲ့အခါမှာနောက်ထပ်တစ်နေရာပေါ့အတွင်း indoor ပို့ပြီးတော့ terrarium ပုံစံမျိုးရေငွေ့ပို့ပြီးတော့လိုအပ်တဲ့အပင်တွေကိုစိုက်ထားတဲ့ပုံစံမျိုးလေးဖြစ်ပါတယ် secret garden လို့လည်းသူတို့ဒါသတ်မှတ်ထားရပေါ့နော်ဒီဘက်ကျတော့ဒီအလားလေးကခုနလိုအပြင်အားလို့မဟုတ်ပဲね
လတစ်မျိုးလေးဖြစ်သွားတယ်ရေတကုံအတွင်းထဲမှာလေစီးဆင်းနေတဲ့ပုံစံမျိုးလေးတွေကိုဒါအတွင်းကနေအပြင်ကိုလှမ်းမြင်ရတဲ့အလှလေးကိုဖန်တီးပေးထားတာကြောက်ဆောင်တွေမှာတွေ့ကက်တဲ့အပင်မျိုးစုံတွေကိုအသေးချာလေးတွေအပင်အသေးတွေရောအကြီးတွေရောဒီချာစီပြီးတော့လေဒီ indoor နေမရတဲ့နေရာမျိုးဆိုတဲ့ကျွန်တော်တို့ grow light ပေါ့အစားချက်လို့ရတဲ့မီးရောင်လေးနဲ့ကိုဒီဘက်ဂိုနီးယားတွေဆိုလဲကြည့်ပါအောင်ကျွန်တော်လူတရက်စာနီးပါးကိုရှိတော့မယ်သူတို့ကြီးကျင်နိုင်အောင်ကြီးနေကြတာခုနရေတကုံတွေကအပြင်ဘက်ကိုပြန်ထွက်လာပြီပေါ့နော်တခြားအပေါက်ကနေရင်ငွေထက်လွတ်တဲ့အချိန်ဖြစ်တယ်ဆိုတော့ပုံစံလေးကတော်တော်လေးကိုလေကျွန်တော်တို့ဒီတကယ်ကိုတော့တဲ့ရောက်သွားတဲ့ vibe မျိုးလေးကိုခန်းစားစေတယ်ပေါ့ဖေးချီဆိုလဲကြည့်ပါအောင်ဒါအောက်ကနေလမ်းရိုက်ထားတာနော်အပေါ်မှာအနည်းဆုံးကျွန်တော်9ပေလောက်ကိုရှိမယ်နဲ့တူတယ်တော်တော်လေးကိုကြီးပါတယ်ဒီအနောက်ချမ်းကတော့ကျွန်တော်နေအောင်တိတ်မလို့အပ်ပဲနဲ့ရေငွေကိုတော်တော်ထိမ့်ပေးရတဲ့အဓိကဒီဘဂိုနီးယားတို့တောတစ်ခွမျိုးတွေကိုစိုက်ထားတာပေါ့နော်ပြီးတော့တချို့မျိုးတွေဆိုလို့ရှိရင်တို့ဒီမျိုးသုံးလူနီးပါးဖြစ်ပြီးလို့တော့ဒါဆိုကြရပေါ့နော်အဲ့ဒါကိုသူကအသေးစိတ်ကျွန်တော်ကြည့်လို့ရအောင်ပါဒီလိုမျိုး man blue လေးနဲ့ပါထားတာပေးတယ်ဒီကတော့နေအရန်ဒီမျိုးရနေအရန်နည်းနည်းလေးအရများပြီဆိုတာနဲ့နေလောင်ဝါးနိုင်တဲ့အနေအထားမျိုးလေးရှိရောလေgrow light နဲ့ပဲတို့ဒါစိုက်ထားကြတာပေါ့ဒီကတော့ကျွန်တော်တို့ဆက်ပြီးတော့အနောက်ဘက်အချမ်းပေါ့နော်ခုနရေတကုံကြီးရဲ့အနောက်ဘက်အချမ်းကနေပတ်နေတာပါအနောက်ဘက်အချမ်းမှာဆိုတော့ဖေးချီကင်းတွေကတော့ဒါတော်နက်ဆက်တွေ့ရတယ်ပို့ပြီးတော့လဲကြီးရပေါ့နေအောင်တိတ်မရလဲပါမယ်ဆိုတော့ကျွန်တော်ချမ်းသာကြီးမျိုးတွေဆိုလို့ရှိရင်လေဒီကနေအောင်ထက်ရေငွေကပို့ပြီးတော့အရေးကြီးတယ်အပူချိန်ကပို့ပြီးတော့အရေးကြီးရဆိုတာကိုဒီစိုက်ထားတဲ့နေရာကိုကျွန်တော်ကြည့်ချင်းအပြင်သိရှိနိုင်တယ်ပေါ့ဒါပဲဒီခုနကနေရာပဲပေါ့နော်ဆက်သွားမယ်ဆိုရင်ဒါ indoor ဟိုဒီစိုက်ထားတဲ့ပုံစံလေးပဲကျွန်တော်ထပ်တွေ့ရမယ်ဘဂိုနီးယားတွေကိုတော့ဒီဘက်ဒီမှာအဓိကထားပြီးတော့သူတို့စိုက်ကြတယ်အရှိဘက်အချမ်းကတော့ကျွန်တော်ခုန philodendron တို့အရွက်ကြီးမျိုးတွေပေါ့နော်အရွက်ကြီးနိုင်တယ်အရွက်ဖားကြီးထွက်တဲ့မျိုးတွေကိုရှေ့ရေတကုံမှာထားတာပေါ့ကြည့်လိုက်မယ်ဆိုရင်လေမသိရင်ကျွန်တော်ကြောက်ဒီဂူထဲမှာနေရတယ်လို့မျိုးသူကဒီတကယ်ကိုတဘာဝဂူထဲမှာရှိတဲ့ပတ်ဝန်းကျင်ကိုရအောင်ဒါဖန်တီးတာပေါ့ရေငွေပမာဏရောအပူချိန်ရောအဲ့အတွက်ကြောင့်လေအပင်တွေဒီဂူထဲမှာတဘာဝတောထဲမှာမှပေါက်ရောက်နိုင်တဲ့ဖြစ်ထွန်းနိုင်တဲ့အပင်မျိုးတွေကိုဒီလိုနေရာမျိုးမှာပေါ့နော်ကျွန်တော်လူလုတ်ပတ်ဝန်းကျင်မှာရအောင်ဒါစိုက်ထားနိုင်တယ်ဆိုတာလေတကယ်ကိုဒါချီးကျူးဖို့ကောင်းတယ်ပေါ့နော်ဒီမျိုးတွေဆိုလို့ရှိရင်ရှားပါမျိုးတွေပါကျွန်တော်တို့တခြားဒီအာရှဘက်ကမဟုတ်ဘူးပေါ့ဒီကျွန်တော်ပနာမာဘက်တို့တကယ်ကိုဒီ rain forest တွေများတဲ့ဘက်ကလာတဲ့ဘဂိုနီးယားမျိုးတွေဖြစ်ပါတယ်ကျွန်တော်ရိုးရိုးတန်းတန်းတမ်းမဲ့လူတယောက်စိုက်မယ်ဆိုလို့ရှိရင်လေကိုစီရောက်ပြီးဘယ်လောက်မှတော့ကြာမှာမဟုတ်ဘလို့မှပြုစုလို့မရနိုင်တဲ့တကယ်ကိုမျိုးရှားမျိုးစမ်းတွေကိုဒီမှာတွေ့ရှိနိုင်တယ်ပေါ့ဒီလိုမျိုးပတ်ဝန်းကျင်နဲ့ဆိုလို့ရှိရင်လေကျွန်တော်တို့တစ်ခွမျိုးတွေဒါတောနက်ထဲကတောနက်တစ်ခွမျိုးတွေဖြစ်ထွန်းကြတယ်ပြီးတော့ဒီကလေးတီယာပေါ့နော်ကျန်းကင်းမှာဆိုရင်သူတို့စိုက်ထားဆိုဘဂိုနီးယားတို့နောက်ပြီးကလေးတီယာမျိုးတွေလည်းကျွန်တော်မြင်ရတယ်ပြီးလို့ရှိရင်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီ allocation မျိုးတွေပါလူတစ်ပြင် capria ပေါ့နော် 80 မျိုးတွေဆိုလို့ရှိရင်လည်းဒီလိုမျိုးလင်းယုံလောက်ပဲရတဲ့ဒီပတ်ဝန်းကျင်မျိုးမှာသူတို့ဒါဖြစ်ထွန်းနေတာပေါ့နော်
Cloud Forest ကတော့ဒီလောက်ပါပဲကျွန်တော်တို့အခုထွက်ပေါက်ကိုထွက်နေပါပြီဒီလက်မှတ်ကတော့အကယ် online ဝယ်ကြိုးဝယ်မယ်ဆိုရင်တော့ဈေးပိုတက်တာကျွန်တော်ကတော့အဲ့ရက်ကဒါ Marina Bay မှာပဲကျွန်တော်ဝယ်လိုက်ရတော့ဈေးလေးကတော့နည်းနည်းတော့ပိုတယ်ပေါ့နော်ဒါပေမဲ့မဆိုးပါဘူးသူတို့စိုက်ထားနေဆိုရင်တန်ပါတယ်ခင်ဗျအားလုံးပဲအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးပါကျွန်တော်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးပဲတတား